မင်္ဂလာပါရှင်ချောင်းသာချက်ဖို့မစင်မှပြန်လဲကြိုဆိုလိုက်ပါတယ်เนาะဒါကတော့မစင်တို့၄ရက်နေ့ကြာတာပရင်းနေ့ပို့မဲ့အော်ဒါတွေပဲဖြစ်ပါတယ်ပေါ့နော်အော်ဒါတွေကတော့ဂျားရက်မှာလဲလုံးဝဝက်ဝက်ကွဲအများကြီးပေါ့နော်ဧည့်သည်ပါတယ်ဆိုပေမဲ့မစင်ရှိမှာအော်ဒါတွေကလုံးဝရော့မသွားပါဘူးဒါဒီနေ့ပို့မှာပေါ့နော်ဒါမှာကနန်းခွက်ကြော်အများဆုံးပါတယ်ကနန်းခွက်ကြော်လေးတစ်ချက်ပြပေးမယ်ကနန်းခွက်ကြော်ဆိုပြည့်မောက်ပြီးတော့လုံးဝအသားတိတန့်ရှယ်သားကိုမစင်သုံးပေးထားတယ်ပေါ့နော်အယိုးလွတ်တဲ့အသားပါပစွန်ကင်းပါမယ်ကနန်းခွက်ကြော်ပါမယ်ပြည်ကြီးငါးတုပ်ပစွန်မီဖုတ်တုပ်မအကုန်လုံးပါတယ်ပေါ့နော်ဒါဒီနေ့နေ့လည်းပို့ပါမယ်ဒါဆိုလို့ရှိရင်မက်စင်တို့တို့စရာပွဲလေးတွေပေါ့နော်တို့စရာပွဲလေးတွေမက်စင်တို့ပြင်ဆင်မှုကတော့ဒီလိုမျိုးလေးပေါ့နော်တေးတေးတက်ရရတတ်တတ်ပြန့်ပြန့်ကို share လုပ်ပေးတာပေါ့နော်ဒါဒီနေ့နေ့လည်စာပို့မဲ့ order တွေပဲဖြစ်ပါတယ်ပို့ရမယ့် hotel တွေကတော့နယူးချောင်းသာပါမယ်ဘဲ hotel ပါမယ် amazing ချောင်းသာပါမယ်နေချင်းပြန် order တွေကိုလည်းမက်စင်တို့ပို့ပေးပါမယ်ပေါ့နော်ဒါဒီနေ့နေ့လည်ပို့မှလေးတွေကိုမက်စင်တစ်ချက်လာပြပေးတာပါရှင်မှာယူသုံးဆောင်တဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ရှင်မက်စင်ရှိမှာမှာမယ်ဆိုရင်တော့3994396335ပဲဖြစ်ပါတယ်ရှင်စားကောင်းတာမကောင်းတာကိုဝေဖန်မနေပါနဲ့ရှင်မက်စင်ရဲ့ order တွေကတက်သေးပါနော်လုံးဝတမတက်သေးတွေပါဒါဒီနေ့နေ့လည်းပို့ပါမယ်စားဘူးတဲ့ဧည့်သည်တွေကထပ်မှာထားတာပါဒါမက်စင်ရဲ့မိတ်ဟောင်းမိတ်သစ်အားလုံးကိုတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ရှင်